အားလုံးပဲမင်္ဂလာပါဒါ Lucky Sport ဒါ channel ကနေညီကိုအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါမနေ့ကရွေးချယ်ပေးတဲ့3ပွဲဒါ2ပွဲနိုင်ဒါတပွဲကြဆိုညီကိုအဆင်ပြေလိုက်မယ်ထင်တယ်ဒါ interbody နဲ့ဒါ strapbot ဒါ body ကဒါအပြည့်ဝင်းခဲ့တယ်ဗျာဒါဘိုးလုံးတော့9ပေါ်တပွဲပဲကြရတယ်ကဲကျွန်တော်ဒီနေ့မှာဆင်လဲဒါရှိတဲ့2ပွဲအမှတ်ပေး2ပွဲဒါညီကိုတို့အကောင်းဆုံးဒါကျွန်တော်ရွေးချယ်ပြီးရင်သုံးသပ်ပေးတော့ပါမယ်ကဲအရင်ဆုံးကျွန်တော်တို့ဒါဒီနေ့မှာဒါကာကလီယာနဲ့ဒါဆာဆိုအိုလိုရဲ့ပွဲလေးကိုအရင်ဆုံးဒါသုံးသပ်ပေးပါမယ်ဒီပွဲမှာဆင်ရင်ကာကလီယာကဒါအင်ကွင်းကနေ level 30ဆိုတဲ့ကြီးမျိုးကိုကြောထားတယ်ဂိုးပေါင်းကြီးမှာ2 minus 40ကျွန်တော်ဒါအခုလက်ရှိခြေစွင်းနဲ့အခုကာကလီယာပေးထားတဲ့တေ30ကြီးနဲ့ကျွန်တော်ပြန်ရှင်းကြည့်မယ်ဆင်ရင်ဒီနှစ်သိန်းရဲ့အခုလက်ရှိခြေစွင်းကအဲ့လိုထိဒါတစ်ဖက်နဲ့တစ်ဖက်ဒါတာနေရလို့ပြောလို့မရဘူးဒါခြေစွင်းကတူနေတဲ့ဒါအဲ့လိုအနေထားမှာဒါကာကလီယာကဒါဘူရှင်းတက်ဆိုတဲ့ပုံစံမျိုးကိုဒါကြောနေတဲ့အနေထားဒါရမအဖြစ်ကြည့်မယ်ဆင်ရင်တော့ဒါဆာဆိုအိုလိုကဒါတမှတ်တာနေအနေထားဒါ10မှတ်9မှတ်ဒီနှစ်သိန်းကတော့ဒါအဆင့်73နဲ့14အခုလက်ရှိဒီလိုပုံစံကြီးမှာဒီလိုပုံစံရှည်စွန်းမျိုးမှာကျွန်တော်အင်ကွင်းကဒါတေ30ပေးတယ်ဆိုတော့သဘောအကျလို့ပြောလို့ရတယ်အခုလက်ရှိဒါဒီနှစ်သိန်းဟတ်ဘတ်မှာကြည့်မယ်ဆိုရင်လည်းဒါကာကလီယာကဒါ6ကြိမ်နိုင်ပြီးရင်ဒါဆာဆိုလိုကဒါ4ကြိမ်ပဲနိုင်ထားတယ်ဒါ draw ကတော့ဒါ10ကြိမ်အောင်ရှိထားတယ်ဆိုတော့ draw အနေထားလေးကတော်တော်လေးများတယ်ဗျဒါပေမဲ့နောက်ဆုံးကန်ရတဲ့ပွဲတွေကကြည့်မယ်ဆိုရင်ဒါနောက်ဆုံး3ကြိမ်ထိဒါကာကလီယာကအနိုင်ရထားတယ်ပြဆာဆိုလိုဒါမနှစ်ကဒါအင်ကွင်းဝေးကွင်းနဲ့နှစ်ကြောစလုံးဒါအနိုင်ရထားတယ်ဒါဒီနှစ်မှာဆင်လဲဒါအင်ကွင်းကနေကြီးကြောရတယ်တေ30အခုလက်ရှိခြေစွမ်းရဒါဖောင်တူနေတဲ့ပုံစံမျိုးအနေထားမှာဒါအင်ကွင်းဖြစ်တဲ့ကာကလီယာကကြီးကြောလာဆိုတော့ဒီနေ့ဒါကြီးမှန်တယ်လို့ပြောလို့ရတယ်ဒါကြောင့်ဒီပွဲမှာကျွန်တော်ကတော့ဒါအင်ကွင်းဖြစ်တဲ့ဒါကာကလီယာနိုင်သွားမယ်လို့သုံးသပ်တယ်ဒါဟတ်တူဟတ်အရာရောအခုလက်ရှိဒါခြေစွမ်းရဖောင်တူနေမဲ့ဒါအင်ကွင်းရုံးအားလေးတွေဒါကကလီယာမှာအင်ကွင်းဝါးလေးတွေရှိတယ်ဗျဒါကြောင့်ဒါအင်ကွင်းမှာဒါတပွဲနိုင်တပွဲသေးဒါပေးခိုးကတော့9ခိုးရှိပြီရာခိုးကတော့3ခိုးလောက်ပဲရှိတယ်ဒီနေ့ဒါဆာဆိုလိုတစ်ဖက်ကပြန်ကြည့်မယ်စင်လဲဆာဆိုလိုကလည်းအဲ့လောက်ထိကောင်းတာမဟုတ်ဘူးဗျဆာဆိုကအဝေးကွင်းမှာတပွဲနိုင်တပွဲသေးဒါရာခိုးက4ခိုးနဲ့ဗျပေးခိုးက9ခိုးဒါပေးခိုးကလည်းတူနေတယ်ဒါရာခိုးကလည်းဒါတခိုးလောက်ပဲဒါဆာဆိုလိုကတာနေတဲ့အနေထားဒီလိုအနေထားမျိုးမှာအင်ကွင်းကိုကျွန်တော်ရှင်းပြီးကြည့်ရမယ်စင်ကာကလီယာပြား30ပေးထားတယ်ဘလို့ဖြစ်ဖြစ်ဖောင်တူနေတဲ့အနေထားမှာကျွန်တော်နေရာချင်းအတူတူမှာဒါအင်ကွင်းငါပဲနေသိနေလို့ထင်တယ်ကျွန်တော်တိုင်းတော့ဒီနေ့ဒါကာကလီယာဘော်ဒီကိုကြိုက်ပါတယ်နောက်တစ်ပွဲကတော့ဒါဒီနေ့မှာဆိုရင်တော့ဒါရှိတဲ့ပွဲတွေကဒါပွဲကြီးပွဲကောင်းပါဗျာပီဆာနဲ့ဒါလာစီယိုတဲ့ပွဲလေးကိုသုံးသပ်ပြီးမယ်ဒီပွဲမှာလာစီယိုကအဝေးကွင်းကနေတေ50ပေးလာတယ်ဂိုးပေါင်းကြီးမှာ2 minus 30အဲ့မှာတစ်ရှိကြည့်ရမယ်ကျွန်တော်ဂိုးပေါင်းကြီးလေးက2 minus 30ဘာဖြစ်လို့ပေးလဲဆိုရင်အခုလက်ရှိပီဆာရဲ့အင်ကွင်းကြောင့်လို့ထင်တယ်ပီဆာရဲ့အင်ကွင်းမှာဒါပီဆာကဘယ်လိုပြောရမလဲအင်ကွင်းမှာဂိုးလုံးဝမရသေးဘူးဗျဒါပေးခိုးကလည်းဒါ2ဂိုးပဲရှိတယ်ဒါ4ပွဲကမှ4ပွဲမှာဂိုးလုံးဝမရသေးဘူးပီဆာပေးခိုး2ဂိုးပဲရှိတဲ့ဒီနေ့ဂိုးပေါင်းကြီးဟာ2 minus 30ဆိုတဲ့ပုံစံမျိုးကိုဒါဖြစ်လာတယ်ဒါပေမဲ့ဘော်ဒီချင်းမှာကြည့်ရင်ဘော်ဒီချင်းက50လာစုရဲ့အခုလက်ရှိဖောင်ရကျွန်တော်ပြောရမယ်ဆိုရင်50ကဒါပြောရတော့ပြောလို့ရသေးတယ်ဗျဒါစီကဒါညီကိုတည့်ရတဲ့နောက်ဆုံးပွဲလေးတွေတော်တော်လေးဖောင်လာနောက်ဆုံး4ပွဲဆက်ရှုံးဝဲမရှိဗျာဂျူဗင်နက်ကိုအင်ကွင်းမှာ 1C ဒါအတလန်ကတော့ထားရဒီဟာဒီမှာရှုံးဝဲမရှိတာ2ပွဲနဲ့9ပွဲသေကြတယ်တိုနီကိုဒါ3-3ဆိုတော့ပုံစံမျိုးနဲ့အင်ကွင်းကသေကြတယ်ဂျီနိုအာဝိုZ3 ဆိုတဲ့ပုံစံမျိုးနဲ့နိုင်တယ်တစ်ဖက်ကပြန်လို့ကြည့်မယ်ဆိုရင်ဒါရှုံးရတဲ့ပွဲတွေကလည်းဒါယိုမာတို့ဒါဆာဆိုလိုတို့ကိုမိုတို့ကိုရှုံးတယ်ဗျအဲဒီမှာအဝေးကွင်းကနေဒါကိုမိုနဲ့ဒါဆာဆိုလိုကိုရှုံးထားတယ်ဒီနေ့ဖောင်ကောင်းနေတဲ့အချိန်ပြဒီမှာအဲ့ဒါရာသီအစဆိုတော့မှန်းလို့မရသေးတဲ့အချိန်လေးမှာရှုံးသွားတယ်ဒီနေ့လာစီယိုရဲ့ကန်ရတဲ့ပုံစံလေးတွေပြန်လို့ကြည့်မယ်ဆိုလာစီယိုကကောင်းတယ်တော်တော်လေးကောင်းတဲ့အနေထားမှာရောက်နေတယ်ဒီနေ့နောက်ဆုံး၄ပွဲလဲရှုံးမှမရသေးဘူးပီဆာကလည်းအင်ကွင်းမှာလုံးဝနိုင်ပွဲမရှိဘူးနိုင်ပွဲမရှိတဲ့အပြင်ယာကိုကိုအင်ကွင်း၄ပွဲမှာယာကိုတကူးမှကိုမရှိတာဒါပေမဲ့ပေးတဲ့ကိုကလည်းနဲတယ်2စီဆိုတဲ့ပုံစံမျိုးဒါကြောင့်ဂိုးပေါင်းကြီးလဲဒါ3 minus 30ဆယ်ကြီးမျိုးကိုပေးထားတယ်လာစီယိုဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်ဒါနိုင်သွားပြီလို့ထင်တယ်ဗျအခုလက်ရှိဒါတေးပန်မှာဆိုရင်လာစီယိုကဒီပွဲနိုင်လို့ရှိရင်ဒါအဆင့်6လောက်ကိုခုန်သွင်းသွားတယ်ဗျလာစီယိုတော့အသင်းနေနဲ့ဒါအဆင့်7လောက်ကိုရောက်နေဆိုတော့ဘယ်လိုဖြစ်ဖြစ်ဒါ1 2 4နောက်တော့ကတ်သွားမယ်အနေထားမှာရှိတယ်ဒီနေ့ပွဲနိုင်ရင်အဲကြောင့်လာစီယိုဒီနေ့ဒါအဝေးကွင်းဆိုရင်မှဒါဗီဇာကိုအနိုင်ကန်နိုင်မယ်လို့ထင်တယ်အဲကြောင့်ဒီနေ့မှာဆိုရင်လာစီယိုနဲ့ပဲကျွန်တော်နေကြည့်နေတယ်ဗျ50ကြီးကဒါလာစီယိုအမှန်တကယ်ဒီနေ့ဗီဇာကိုပေးရမယ်ကြီးကဒီကြီးဆိုတော့မြင့်တင်တာမှန်တယ်ဗီဇာကအခုလက်ရှိတာအဆင့်18မှာရပ်တည်နေတယ်ဒါပေမဲ့ဒီနေ့ကြီးပြောနေတယ်ဆိုပေမဲ့လည်း
ဒါဗီဇာရဲ့အိမ်ကွင်းမှာပေးဖို့က2ကိုပဲရှိသေးတယ်ရဖို့ကလုံးဝမရှိဆိုတဲ့သဘောဘယ်လိုပြောမလဲကြာသဘောတရားကြီးကြောင့်ဒီနေ့တေး50လောက်ပဲပေးလာတယ်ဒါကြောင့်ဒီနေ့ဒါလာဇီယိုဘော်လီပဲကြိုက်ပါတယ်လာဇီယို Z1 Z2 ဆိုတဲ့ပုံစံမျိုးတော့ကိုပဲသွားမယ်လို့ခန့်မှန်းပါတယ်ဗီဇာနဲ့လာဇီယိုကျွန်တော်လာဇီယိုဘော်လီကိုကြိုက်ပါဗျဒါကတော့ဒီနေ့ရှိတဲ့2ပွဲအမှတ်ပေး2ပွဲကိုဒါကျွန်တော်အကောင်းဆုံးဒါသုံးသပ်ပေးထားပါတယ်